ရခိုင်ပြည်နယ်ကအစ္စလမ်ဘာသာဝင်တို့ရဲ့တမိုင်းကြောင့်ပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ရခိုင်ပြည်နယ်မှာရခိုင်လူမျိုးတွေက BC 3000 ခုနှစ်လောက်ခဲကနေပြီးတော့စတင်ပြီးနေထိုင်ခဲ့တာဆိုတော့အစ္စလမ်ဘာသာကကြောက်တော့ AD 900 ရာစုလောက်ကနေပြီးတော့စတင်ပြီးတော့တဖြည်းဖြည်းနဲ့ဒီအာရဗ်ကုန်တွေကနေပြီးတော့မှဖြစ်လာတယ်လို့သမိုင်းမှတ်တမ်းမှာဖော်ပြတယ်ဆိုတော့ AD 900 ရာစုကနေ10 ရာစုအထိတဖြည်းဖြည်းနဲ့ရခိုင်ပြည်နယ်မှာအစ္စလမ်ဘာသာဝင်တွေတည်ရှိလာခဲ့ကြတယ်ဆိုတော့ရခိုင်ပြည်နယ်ရဲ့အဓိကသမိုင်းကိုပြောရမယ်ဆိုရင်ဒါမြောက်ဦးခေတ်ကိုကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်เนาะမြောက်ဦးခေတ်ဆိုတာက1430 ခုနှစ်ကနေပြီးတော့1984 ခုနှစ်အထိအဲ့ဒါကိုကျွန်တော်တို့မြောက်ဦးခေတ်ကိုပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမြောက်ဦးခေတ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ရှင်းပြပါမယ်တကယ်တော့မြောက်ဦးခေတ်ဆိုတာကဒီဘယင်းတွေရခိုင်ဘယင်းတွေကိုယ်တိုင်အစ္စလာမ်အမည်ကိုခံယူပြီးတော့မှရခိုင်နိုင်ငံတော်ကိုအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဓိကရခိုင်ပြည်နယ်မြောက်ဦးမြို့ကနေစပြီးတော့အုပ်ချုပ်တယ်ပေါ့နော်ဒါကြောင့်ဒီရခိုင်ဘယင်းတွေကအစ္စလာမ်ဘာသာအမည်ကိုခံယူပြီးတော့အုပ်ချုပ်ခဲ့လဲဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်နိုင်ငံတွေ empire တွေရဲ့ဒီအဓိကကတော့ဒီကုန်သွယ်ရေးပေါ့နော်အဓိကကုန်သွယ်ရေးရဲ့လွှမ်းမိုးမှုတွေကိုဒါရခိုင်ပြည်နယ်ကိုယ်တိုင်ကခံယူပြီးတော့မှကုန်သွယ်ရေးကိုလမ်းဖောက်ခဲ့ကြတာပေါ့နော်ဆိုတော့ဒီရခိုင်ပြည်နယ်ကိုယ်တိုင်အစ္စလမ်ဘာသာရဲ့အမည်ကိုခံယူခဲ့တဲ့ဒီအလုံးပေါင်းဘယင်50နဲ့50မှာပေါ့နော်ဘယင်50နဲ့50ရှိတဲ့အထက်ထဲမှာ17ပါးကအစ္စလမ်ဘာသာရဲ့အမည်ကိုခံယူပြီးတော့ရခိုင်ပြည်နယ်ကိုအုပ်ချုပ်ခဲ့ပေါ့နော်ဆိုတော့ကျွန်တော်နာမည်လေးတွေနည်းနည်းလေးကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်ဒီမှာမှားပါဆိုလို့ကျွန်တော်ရေးထားတယ်နော်နာရသမိတ်တဲ့ဆူလိုင်မန်ရှာ1430 1459မဲရာဇူတီဆလင်းရှာ1593 1612မဟာအောင်တဲ့ဟူစိန်ရှာ1612 1638တမရမဲအလီရှာတဲ့1638 1645အထိပေါ့နော်အခြားမွတ်စလင်အမိခံရခိုင်ပြည်နယ်တွေကတော့မင်းလာနော်ရထာမိုဟာမက်ရှာမင်းရာဇာကြီးဂျလာရှာနော်တရုံမင်းပြမုစတဖာရှာဆန္နာတူရမနူရှာမင်းဖျောင်းကဒူရှာနော်ဒီဘယင်းတွေအားလုံးက1984ကုန်းပေါင်မင်းဆက်နော်ဘုရောဖျားလက်ထက်မှာဒီရခိုင်ပြည်နယ်ကိုတိုက်ခိုက်တဲ့တိတ်ပိုက်တဲ့အပေါ်မှာစပြီးတော့ဒီရခိုင်ပြည်နယ်ရဲ့မင်းဆက်ဟာပျောက်သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရခိုင်ပြည်နယ်မှာရှိတဲ့အဲ့ဒီအချိန်တော့အစ္စလမ်ဘာသာဝင်တွေကဒီရခိုင်ပြည်နယ်မြောက်ဦးကစစ်တပ်မှာအဓိကတာဝန်ထမ်းဆောင်ခဲ့ကြတယ်နောက်ရောင်းဝယ်ဖောက်ကားမှုမှာလည်းပဲတော်တော်ကိုကြီးတဲ့ချမ်းသာတဲ့ကုန်တွေဖြစ်ခဲ့တယ်နောက်တစ်ခုကဒီမွတ်စလင်တွေရဲ့အခြေအနေကအဲ့ဒီအချိန်တော့မွတ်စလင်တွေကိုရှူရာကောင်စီဖွဲ့ပေးပြီးတော့เนาะအစ္စလာမ်ရှူရာကောင်စီဖွဲ့ပေးပြီးတော့ရှူရာကောင်စီဆိုတာကနိုင်ငံတော်အကြံပေးပုဂ္ဂိုလ်တွေပေါ့နော်အဲ့လိုနိုင်ငံတော်အကြံပေးပုဂ္ဂိုလ်တွေကိုဖွဲ့စည်းပြီးတော့မှဒီနိုင်ငံတော်ရဲ့အခမ်းကဏ္ဍမှာပါဝင်ဆောင်ရွက်ခဲ့ကြတာပေါ့နော်အဓိကစီးပွားရေးလူမှုရေးကုန်သွယ်ရေးစတဲ့အခြေအနေအရမှာဒီရခိုင်ပြည်နယ်မှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေဟာတော်တော်လေးအရှိန်မှာကြီးခဲ့တယ်ပေါ့နော်နောက်တစ်ခုကပတ်ဝန်းကျင်နိုင်ငံတွေရဲ့လွှမ်းမိုးမှုကလည်းအဲ့ဒီချိန်တော့ဆူလ်တန်နိတ်နိုင်ငံတွေရှိခဲ့တယ်နော်ဒီဘင်္ဂလားဆူလ်တန်နိတ်နိုင်ငံတွေရှိခဲ့တယ်နော်ဒီဘက်ကဘင်္ဂေါပြည်နယ်မှာရှိတယ်ဆိုတော့ဘင်္ဂေါပြည်နယ်ဆိုတာအိန္ဒိယနိုင်ငံရဲ့နဲ့ဒီခုလက်ရှိဆိုရင်ဘင်္ဂလားဒေ့ရှ်ပြည်နယ်ရဲ့ဂျားထဲမှာရှိတဲ့ဘင်္ဂေါပြည်နယ်ပေါ့နော်သူတို့တွေကလည်းတကယ်မွတ်စလင်နိုင်ငံတွေဖြစ်ခဲ့ကြတာပေါ့နော်နောက်အဲ့ဒီခေတ်က Ottoman Empire ရဲ့အရှိန်အဝါပေါ့နော်တအားကြီးကျယ်ပေါ့နော်
ဆိုတော့အဲ့ဒီပေါ်မှာဒီရခိုင်ပြည်နယ်ကိုယ်တိုင်ကသူတို့အစ္စလာမ်နာမည်ကိုခံယူပြီးတော့မှရခိုင်ပြည်နယ်ကိုအုပ်ချုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်တော့ကဒီရခိုင်ပြည်နယ်ဟာဆိုလို့ရှိရင်ဟာလာအစ္စလာမ်ရှရီယတ်ဥပဒေကိုကျင့်သုံးတဲ့နိုင်ငံတစ်နိုင်ငံလို့သိရတယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်တော့ကဟာလာရခိုင်ပြည်နယ်ဟာဟာလာဒီငွေရင်းကားပေါ့နော်ပတ်စံငွေရင်းကားရဲ့ပုံစံကကျွန်တော်တို့ဒီအစ္စလာမ်ဘာသာဝင်တွေရဲ့ဒီအလေးမြတ်ထားတဲ့တန်ရှင်းသောကလီမာလာအီလာဟာအီလာလာမုဟမ္မဒ်ရဆူလလာဆိုတဲ့ဒီဂျင်ကာဝိုင်းကိုဟာလာကျွန်တော်တို့အဲ့ဒီချိန်တော့ရိုက်နေပြီးတော့သုံးခဲ့တယ်ပေါ့နော်ဆိုတော့ဒီမွတ်စလင်ဘယင်းတွေကိုယ်တိုင်ကလည်းပဲဟာလာ sorry ဟာလာဒီရခိုင်ဘယင်းတွေကိုယ်တိုင်ကလည်းအစ္စလာမ်နာမည်ကိုခံပြီးတော့မှဟာလာသုံးဆွဲခဲ့တယ်နော်ရှရီယတ်ဥပဒေကိုကျင့်သုံးခွင့်နေအပြည့်အဝပေးခဲ့တယ်နော်ဒီနောက်တစ်ခါတန်တမန်ရေးရာကိစ္စတွေမှာလည်းပဲမွတ်စလင်တွေနဲ့တော်တော်လေးကိုလိုက်ရောညီထွေးစွာဆောင်ရွက်နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်အဲ့ဒီခေတ်တော့ကကျွန်တော်တို့ဒီရခိုင်ပြည်နယ်ရဲ့မြေပုံပေါ်မှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေရဲ့အခြေအနေဘယ်လိုရှိမလဲပေါ့နော်ဆိုတော့အဲ့ဒီမှာယုံသုံးဘာသာစကားကလည်းဖာစီဘာသာစကားကိုသုံးခဲ့တတ်မှတ်ခဲ့တယ်ပေါ့နော်ဘာကြောင့်ဖာစီစကားကိုသုံးခဲ့လဲဆိုတော့ကုံရောင်းကုံဝယ်လုပ်တဲ့နေရာမှာလည်းပဲဟာလာပြည်ပနိုင်ငံတွေအကုန်လုံးကအဲ့ဒီခေတ်ကဖာစီဘာသာစကားကိုသုံးခဲ့တယ်ပေါ့နော်ရခိုင်ပြည်နယ်ရခိုင်နိုင်ငံသားတွေအကုန်လုံးကလည်းဖာစီစကားကိုပဲသုံးခဲ့ဆိုတော့ဒါကတော့ဘာမှထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးနော်အခုလက်ရှိရခိုင်ပြည်နယ်မှာရှိတဲ့ဟာလာတချို့ရခိုင်တွေထွန်းမြတ်နိုင်လို့ပါလို့ဆိုလို့ရှင်လဲဟာလာဒီအင်္ဂလိပ်စကားကိုသုံးတာပဲ။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာဝင်ဆက်ဖို့တော့ကအခုလက်ရှိကအင်္ဂလိပ်စကားပေါ့နော်။ဒါပေမဲ့အဲ့ဒီအချိန်တော့ကနိုင်ငံတကာနဲ့စကားပြောဖို့တော့ကဖာစီစကားလို့အာရဗီစကားလို့ပဲဟာလာအသုံးဝင်တာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီကနေ့ကျွန်တော်တို့ရခိုင်ပြည်နယ်ကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီနေ့မွတ်စလင်တွေရဲ့အခြေအနေကိုကျွန်တော်ကြည့်တော့တော်တော်ပဲစိတ်မကောင်းစရာဖြစ်သွားပါတော့။အချိန်တော့ကဟာလာတကယ်ကိုဆန်းဆန်းတော့ဟာလာတိတ်တိတ်ကျဲချမ်းသာကြွယ်ဝတဲ့သူတွေတစ်ချိန်တော့ကမိမိရဲ့အမိနိုင်ငံတော်အတွက်အသက်ပေးခဲ့စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေတစ်ချိန်တော့ကမိမိနိုင်ငံအတွက်အများကြီးဒီနိုင်ငံအတွက်အကျိုးဖြစ်စေခဲ့တဲ့သူတွေဟာဒီကနေ့ကျွန်တော်တို့ဘာကြောင့်ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတာလဲပေါ့နော်ဒါကအဓိကကတော့ကျွန်တော်တို့တာမန်အားဖြင့်တော့ရှင်းပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေဖြစ်နေတဲ့အတွက်ကြောင့်ရယ်နောက်တစ်ခုကတစ်ချိန်လုံးကဒီလိုအစ္စလာမ်ဘာသာဝင်တွေရဲ့အရှိန်အဝါတွေကိုမလူချင်တဲ့လူတွေကအခုလိုမျိုးသမိုင်းတွေကိုဖျောက်တယ်နော်အဲ့လိုအရှိန်အဝါတွေဖြစ်လာမှစိုးရိမ်တဲ့လူတွေကအစ္စလာမ်ဘာသာဝင်တွေပတ်သက်ပြီးတော့တော်တော်လေးကိုဟာလာနေရာမပေးကြဘူး။နောက်အင်္ဂလိပ်ခေတ်ကနေစပြီးတော့ဟာလာမော်လ်ဗီနဲ့ယောဂီဆိုတဲ့အကွက်တွေကိုခဲလာပြီးတော့လူမျိုးရေးဘာသာရေးရန်တိုက်ပေးမှုတွေလှုံ့ဆော်ပေးမှုတွေကြောင့်ဒီနေ့ရခိုင်ပြည်နယ်ဟာလာရခိုင်ပြည်နယ်မှာရှိတဲ့မွတ်စလင်တွေကရခိုင်ပြည်နယ်မှာရှိတဲ့ဟာလာရခိုင်သားတွေအားလုံးကလည်းဟာလာတော်တော်လေးကိုနှိမ့်ကြတဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပြပါတယ်။ဆိုတော့နောက်ပိုင်းမှာလည်းကျွန်တော်ဒီရိုဟင်ဂျာဆိုတဲ့ခေါင်းစဉ်နဲ့เนาะဒီလူမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးတင်ပြသွားပါမယ်ဆိုတော့အခုကျွန်တော်ဆွေးနွေးတင်ပြတဲ့အပေါ်မှာတချို့ကတော့ဆက်နေမယ်တချို့ကတော့လောင်းနေမယ်သို့တော်လည်းပဲဒါဟာတမိုင်းရဲ့အမှန်တရားဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့တင်ပြလိုက်တာဖြစ်ပါတယ်